Hello မင်္ဂလာပါရှင်မနက်ကတော့ဗောနော်ကိုငါမွေးကနန်းလေးမိသွားပါတယ်ဗောနော်ညနေပိုင်းနဲ့ပြန်ပြီးမိပါစေမနက်ကတော့ဖြူပါနဲ့သွားတဲ့အတွက်ပောက်တဲ့သူဟိုထိုးတဲ့သူတော့ပောက်ပါမယ်ပောက်မယ်လို့ယုံကြည်ပါတယ်ရှင်ဖြူပါရမ်းနေသွားပါတယ်နော်မနက်ကခုညနေပိုင်းအရဆိုရင်ကိုငါထွက်ပြီးရင်3ချိန်အတွင်းမှာဒီနေ့ညနေရဲ့မနက်ဖြန်ညနေအထိဗောနော်3ချိန်အတွင်းမှာ3-8ချိန်လာတယ်ဗောနော်ညီမကလန်နာနဲ့ဖြောက်မယ်ဆိုရင်9ကိုထွက်ပြီးတော့3 5လာတယ်မဲ9 5ထွက်တယ်3-8ချင်းဝင်တယ်9 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 5ထွက်တယ်3-8ချင်းပါနော်4-8ဆိုရဝင်တယ်ဗောနော်4-8ဆိုရဝင်တယ်9 5ထွက်တယ်3-8ချင်းဝင်တယ်ဗောနော်အဲ့တော့ဘာမှမလုပ်တတ်ဘူးဆိုရင်တော့3-8ပဲထိုင်ပတ်ပါဗောနော်ကြံပေးပြရစီဟိုပါဗောနော်ကြံအကျိန်မှာကြံအကျိန်5ချိန်ရှိရပါဗောနော်ကြံအကျိန်မှာအပူတော့မဟုတ်ပြန်လာဖို့ရှိပါတယ်ရှင်အဲ့ဒါကတော့ကိုယ့်ရဲ့ key break တွေတွေ့ရင်ဟိုပါဗောလုပ်ဖို့ဗောနော်ဟိုပါလုပ်ပေးပါတယ်ဒါတော့တတိပေးတာပါဗောနော်ညနေပိုင်းအနေနဲ့ဆိုရင်ညီမရဲ့အချိန်က2ခွန်အချိန်ပါရှင်933 break ပါရှင်2ခွန်အချိန်ကို933နဲ့ break နဲ့တွေ့ရင်ဒီ6ွက်ရှိပါတယ်ရှင်မော်နဲ့အချိန်ရဆိုရင်တော့6တိအချိန်ပါသူအချိန်ကြီးကြီးတဲ့ဟာဗောနော်ခွန်6နဲ့2တစ်ကိုညီမပို့ပြီးတော့ကြိုက်ပါတယ်ရှင်ညီမနာမည်စက်ကင်မမပါရှင်အားလုံးပဲညီမရဲ့ဒီ channel လေးကို like and subscribe လေးနဲ့လုပ်ပေးပါ share ပေးကြပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်ကန်ဆက်ကြပါစေ